မိနာဟာသူ့ဖခင်ရဲ့နောက်ဆုံးထွက်သက်မတိုင်ခင်အနှံခဲ့တဲ့မှတ်တမ်းစာအုပ်ကိုကင်ပြီးအလုပ်ရှာဖွေပေးတဲ့လုပ်ငန်းကိုဆက်ခံဖို့စီစဉ်နေပါတယ်။အဲ့ဒီမှတ်တမ်းထဲမှာဖခင်ဖြစ်သူကူညီပေးခဲ့မှုတဲ့လုပ်ငန်းရှင်တွေနဲ့အလုပ်သမားတွေရဲ့စာရင်းတွေအပြည့်အစုံရှိနေပါတယ်။မိနာရဲ့တငယ်ချင်းတွေဖြစ်တဲ့ဘယ်နဲ့အင်တို့ကပါဒီအလုပ်ကိုဝိုင်းဝန်းကူညီပေးဖို့စိတ်အားထက်သန်နေကြပါတယ်။သူတို့အားလုံးဟာအရင်ကလိုသူများလက်အောက်မှာနှိမ်ခံပြီးအလုပ်လုပ်ရမယ့်ဘဝကနေလွတ်မြောက်ချင်နေကြပါပြီ။ဒါကြောင့်ကိုယ်ပိုင်လုပ်ငန်းစတင်ပြီးအလုပ်သမားတွေအတွက်အခွင့်အရေးသစ်တွေဖန်တီးပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဘယ်တို့ကဆိုရှယ်မီဒီယာပေါ်မှာပါစာမျက်နှာဖွင့်ပြီးလူများသိအောင်ကြော်ညာပေးနေကြပါပြီ။ဒီလုပ်ငန်းဟာသူတို့ရဲ့ရည်တည်မှုကိုခိုင်မာဆုံးမှကအခြားသူတွေကိုပါအလုပ်ကိုင်တွေဖန်တီးပေးနိုင်မှာပါ။လုပ်ငန်းရှင်ကြီးတယောက်ကိုတွားရောက်တွေ့ဆုံပြီးသူတို့ရဲ့ဝန်ဆောင်မှုတွေကိုအစွမ်းကုန်တင်ပြကြပါတယ်။မိနာကဖခင်ရဲ့ဂုဏ်သိက္ခာကိုမကျဆင်းစေဘဲကျွမ်းကျင်တဲ့လက်သမားတွေကိုစနစ်တကျရှာဖွေပေးမယ်လို့အာမခံလိုက်ပါတယ်။လုပ်ငန်းရှင်ကြီးကလည်းသူတို့ရဲ့စိတ်ဓာတ်နဲ့စွမ်းဆောင်ရည်ကိုသဘောကျပြီးအလုပ်တွေအဆက်မပြတ်ပေးအပ်ဖို့သဘောတူလိုက်ပါတယ်။အောင်မြင်မှုရဲ့ပထမဆုံးအစအဖြစ်ရက်ွက်ထဲမှာပြင်ဆင်ရေးနဲ့လူရှာဖွေရေးဆိုင်းဘုတ်တွေကိုစတင်စိုက်ထူကြပါပြီ။မိနာနဲ့အဖွဲ့သားတွေအားလုံးဝမ်းသာအားရလက်ခုပ်တီးပြီးသူတို့ရဲ့အိမ်မက်တွေအကောင့်ထဲပေါ်လာတာကိုဂုဏ်ပြုနေကြပါတယ်။ဆိုရှယ်မီဒီယာပေါ်မှာလည်းလူတွေအများကြီးစိတ်ဝင်စားလာပြီးလိုက်နာကြည့်ရှုသူတွေတိုးပွားလာပါတော့တယ်။ဒီလိုနဲ့သူတို့ရဲ့ကိုယ်ပိုင်လုပ်ကိုင်ရှာဖွေရေးလုပ်ငန်းလေးဟာအောင်မြင်မှုလမ်းကြောင်းပေါ်ကိုအခိုင်အမာရှောက်လန်းသွားနိုင်ခဲ့ပါတော့တယ်။အလုပ်ရှာဖွေရေးစခန်းငယ်လေးစီကိုအလုပ်ကိုင်လိုအပ်နေတဲ့လူအများအပြားတယောက်ပြီးတယောက်လာရောက်စီးရင်ပေးသွင်းလာကြပါပြီ။မိနာနဲ့အဖွဲ့သားတွေဟာလာရောက်သမျှလူတွေရဲ့လိုအပ်ချက်တွေကိုစိတ်ရှည်လက်ရှည်နားထောင်ပေးပြီးတင့်တော်တဲ့အလုပ်တွေကိုစီစဉ်ပေးနေပါတယ်။ဒီလိုနဲ့သူတို့ရဲ့စူးစမ်းအားထုတ်မှုတွေဟာအလကားမဖြစ်ပဲအလုပ်သမားတွေအတွက်ပါမျှော်လင့်ချက်အသစ်တွေဖြစ်လာခဲ့ပါတော့တယ်။